နွေရာသီကျောင်းပိရက်တရက်မှာကောင်လေးတစ်ယောက်ကသူ့အဖိုးစီကိုအလဲသွားခဲ့ပါတယ်။သူ့အဖိုးကိုတွေ့တဲ့အချိန်မှာတော့သူ့အဖိုးကိုတားကြီးလာတဲ့တနေ့မှာအောင်မြင်တဲ့ပုံကူတစ်ယောက်ဖြစ်ချင်တယ်တဲ့အဖိုးစီမှာနီးလန့်အချိုများရှိရင်ပြောပြပါဦး။သူ့အဖိုးကဘာမှပြန်မပြောပဲသူ့မြေးလေးကိုခေါ်သွားပြီးတော့သူဝယ်ထားတဲ့အပင်လေးနှစ်ပင်ကိုပြလိုက်ပါတယ်။နောက်နေ့ကြလို့ရှိရင်တားလာတဲ့အချိန်မှာဒီအပင်နှစ်ပင်ကိုအတူတူစိုက်ကြမယ်လို့ပြောလိုက်ပါတယ်။နောက်နေ့ရောက်တော့သူ့မြေးလေးနဲ့အတူနှစ်ယောက်သားကအိုးလေးမလာပြီးအိမ်ထဲမှာသပင်အိမ်ပြင်မှာသပင်စိုက်လိုက်ပါတယ်။ကဲငါမြေးလေးဘယ်လိုထင်လဲအခုငါတို့နှစ်ယောက်စိုက်ထားတဲ့အပင်နှစ်ပင်ကအိမ်ထဲမှာစိုက်တဲ့ဟာနဲ့အပြင်မှာစိုက်ထားတဲ့ဟာဘယ်ဟာကပိုပြီးရှင်သန်ပြီးတော့ကြီးထွားလာမလဲလို့ပြောလိုက်ပါတယ်သူ့မြေးလေးကခဏလေးတွေးပြီးပြန်ပြောလိုက်တာကအိမ်ထဲမှာစိုက်ထားတဲ့အပင်ကပိုပြီးတော့လင်းလင်းမြန်မြန်ကြီးထွားလွယ်တယ်တဲ့သူ့အဖိုးကိုပြန်ပြောလိုက်တဲ့အခါမှာသူ့အဖိုးကပြန်မေးတာကဘာကြောက်လဲတဲ့အိမ်ထဲမှာစိုက်လို့ရှိရင်မိုးလုံတယ်လေလုံတယ်နေပူတန်လဲလုံတယ်မုန်တိုင်းအန္တရာယ်ကလည်းကင်းတာဖြစ်တဲ့အတွက်သူကလှိလင်းမြန်မြန်ကြီးထွားလွယ်နိုင်တယ်တဲ့သူ့အဖိုးကိုပြန်ပြောလိုက်ပါတယ်သူ့အဖိုးကပြုံပြုံလေးပဲကောင်းညိတ်ပြလိုက်ပါတယ်အဲ့ဒါနဲ့ကောင်းလေးကသူ့မိဘနဲ့သူမြို့ကိုပြန်သွားခဲ့ပါတယ်၄နှစ်ကြာပြီးတဲ့နောက်မှာတော့သူ့အဖိုးစီကိုအလဲပြန်လာခဲ့တယ်သူ့အဖိုးကိုတွေ့တော့အရင်တော့ကမေးခဲ့ဘူးတဲ့အောင်မြင်တဲ့နီလန်းကိုပြောပြခိုင်းတယ်သူ့အဖိုးကကဲမပြောပြခင်မှာငါတို့နှစ်ယောက်စိုက်ခဲ့တဲ့အပင်လေးနှစ်ပင်ကိုသွားကြည့်ရအောင်ဆိုပြီးတော့ခေါ်သွားပါတယ်အိမ်ထဲမှာစိုက်ခဲ့တဲ့အပင်ကိုသွားကြည့်တော့လူတစ်ရက်စာအထိထွားလာပါတယ်အဲ့ဒါပြီးတော့အိမ်ပြင်မှာစိုက်ခဲ့တဲ့အပင်ကိုသွားကြည့်လိုက်တဲ့အခါမှာတော့ကောင်လေးရဲ့မျက်လုံးကပြူးသွားပြီးအံ့ဩသွားခဲ့ပါတယ်ဒါမဖြစ်နိုင်ဘူးအဖိုးတဲ့ဘာလို့လဲဆိုတော့ဒီအန်တရေကြားတဲ့ကနေပြီးတော့ဒီလောက်တောင်အေယာမအပင်ကြီးဖြစ်ရသလားဆိုပြီးတော့သူ့အဖိုးကိုမေးလိုက်တယ်သူ့အဖိုးကပြုံးပြလိုက်တယ်မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူးတဲ့ဒီအပင်ကမိုးတန်လေတန်မှုန်တိုင်းတန်ကိုခံရပေမဲ့ဒီအပင်ကအပြင်မှာစိုက်ထားတာဖြစ်တဲ့အတွက်သူ့ရဲ့အမြစ်တွေလွတ်လွတ်လပ်လပ်ခြေကုပ်ထားလို့ရတာဖြစ်တဲ့အတွက်တော်ရုံမိုးတန်နဲ့လေတန်တွေကတော့သူအေးအေးစစ်စစ်ချော်ဖြတ်နိုင်တယ်တဲ့သူ့အဖိုးကသူ့မြေးကိုပြောလိုက်ပါတယ်နောက်ပြီးအိမ်ထဲမှာစိုက်ခဲ့တဲ့အပင်ကရှင်သန်ပေမဲ့ထင်းတဲ့လောက်မကြီးထွားဘူးဘာလို့လဲဆိုတော့ဘေးအန္တရာယ်ပေါင်းစုံရဲ့အတွေ့အကြုံသူ့မှာမရှိဘူးကြက်ကြက်ခံအောင်ရှင်သန်နိုင်ဖို့ကလည်းသူ့ရဲ့အမြစ်တွေကဒီမြေအိုးလေးထဲမှာပဲမိခိုနေရတယ်ဘဝဆိုတာဟာလေဒီလိုပါပဲကိုကပိုးပြီးတော့အောင်မြင်ခြင်းနဲ့ဆိုရင်တော့အခက်ခဲတွေကိုရင်ဆိုင်နိုင်ရမယ်မကြောက်ပါနဲ့အခက်ခဲတိုင်းမှာပြဿနာတိုင်းမှာအောင်မြင်မှုဆိုတာရှိပါတယ်စွန့်စားကြည့်ပါတက်တောင့်တက်တာလုံခြုံတဲ့ဘဝထဲမှာပဲတက်လုံးမနစ်မျောသွားပါနဲ့အချိန်မဖြုံးလိုက်ပါနဲ့အဆိုးထဲမှာအကောင်းမြဲရှိတယ်ဆိုတာကိုမြဲမြဲမှတ်ထားပါလို့သူ့ရဲ့မြေကိုပြောလိုက်ပါတယ်အခုဒီဗီဒီယိုလေးထဲမှာသင်ခန်းစာရစရာကတော့လက်ရှိကိုလုပ်နေတဲ့အလုပ်ပဲဖြစ်ဖြစ်ရရှိထားတဲ့ရာထူးပဲဖြစ်ဖြစ်အဲ့ဒီမှာပဲမတင်တိမ်လိုက်ပါနဲ့လောကရဲ့အပြင်ကိုထွက်ကြည့်ပါလေ့လာပါအမြဲတမ်းတင်ယူပါအတွေ့အကြုံတွေကိုရှာပါဒါဆိုရင်သင်ဘဝမှာမပြည့်နိုင်ဘူးဆိုတဲ့အရာမရှိပါဘူးအခုလိုဗီဒီယိုလေးကိုပြီးဆုံးအောင်နားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုနဲ့အတူကျွန်တော်ပြန်လာခဲ့ပါမယ် Thank you ပါ